ကင်ဆာဆိုတဲ့အတန်ကြားတာနဲ့အားလုံးကကြောက်ရွံ့သွားကြတယ်။ဘာကြောင့်လဲဆိုတော့ကင်ဆာဆိုတာယောဂဆိုးတစ်ခုဖြစ်တယ်။ကင်ဆာဖြစ်လို့ရှိရင်ကုလို့မရတော့ဘူး။ကင်ဆာဖြစ်လို့ရှိရင်အသက်ရှင်ဖို့အချိန်6လပဲကျန်တယ်ဆိုတဲ့အယူဆတွေရှိကြတယ်။ဒါကြောင့်လည်းကင်ဆာဖြစ်မှာကိုအားလုံးကကြောက်ရွံ့ကြပါတယ်။တကယ်လို့ကိုယ့်ရဲ့မိသားစုမျိုးရဲမှာကင်ဆာဖြစ်ဖို့တဲ့သူကင်ဆာကြောင့်မလို့အသက်သေသွားသူရှိမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကြောက်ရွံ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကင်ဆာရဲ့တကယ်ကိုဆိုးရွားတဲ့ဒုက္ခတွေကိုသူတို့ကကိုယ်တိုင်ကိုယ်ကြုံတွေ့ခဲ့ရလို့ဖြစ်ပါတယ်။အဲ့ဒီတော့ကင်ဆာဆိုတာကတကယ်ကိုကြောက်စရာကောင်းတဲ့ယောဂလားလို့မြင်မှဆိုလို့ရှိရင်တော့ကြောက်စရာလည်းကောင်းတယ်လို့ကြောက်စရာလည်းမကောင်းဘူးလို့ပြန်ဖြေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကင်ဆာကိုစောစီသိမယ်စသည်ရဲ့အချိန်မှာကင်ဆာအဆင့်ကနှုတ်ရဆိုလို့ရှိရင်တချို့ကင်ဆာတွေကလုံးဝပျောက်ကင်းအောင်ကုလို့ရတယ်။ကင်ဆာဆဲထပ်ပွားမလာအောင်ထပ်ပြတ်မလာအောင်ကျွန်တော်ထိန်းလို့ရတယ်။ဒါကြောင့်မလို့ကြောက်စရာမကောင်းဘူးလို့ပြောရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ကင်ဆာကိုစသည်ရဲ့အချိန်မှာကင်ဆာအဆင့်ကမြင့်နေပြီနောက်ဆုံးအဆင့်ဖြစ်နေပြီကင်ဆာဆဲတွေကတခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပြည့်မယ်ဆိုလို့ရှိရင်တော့ဒါကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။အဲ့တော့ကိုကဘယ်အခြေအနေကိုရွေးမှာလဲ။ကင်ဆာကိုစောစီးသိပြီးတော့ကြောက်စရာမကောင်းတဲ့အခြေအနေကိုရွေးချယ်မှာလား။နောက်ကျမှသိပြီးတော့ကြောက်စရာကောင်းတဲ့အခြေအနေကိုရွေးချယ်မှာလားဆိုတာကတော့ကိုယ့်ပေါ်အများကြီးမူတည်ပါတယ်။အဲ့လိုမျိုးရွေးချယ်ဖို့ဆိုလို့ရှိရင်ကိုယ်မှာကင်ဆာနဲ့ပတ်သက်တဲ့ကျန်းမာရေးအသိပညာရှိနေဖို့လိုအပ်ပါတယ်။ကင်ဆာဖြစ်လို့ရှိရင်ခံစားမဲ့လက္ခဏာတွေကိုသိနေဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာတော့ကင်ဆာဖြစ်လို့ရှိရင်ခံစားမဲ့ခြေပေးလက္ခဏာတွေကိုမျှဝေသွားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒေါက်တာရဲ့ Facebook page နဲ့ YouTube channel မှာဆိုရင်ကျန်းမာရေးအတွက်အကျိုးရှိတဲ့ဗီဒီယိုတွေကိုအပတ်စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျန်းမာရေးအသိပညာတိုးလာစေဖို့အတွက်ကျွန်တော်ရဲ့ channel ကို follow နဲ့ subscribe လုပ်ပေးထားဖို့အားလုံးတောင်းဆိုချင်ပါတယ်။ဒီနေ့ဒီဗီဒီယိုမှာတော့ကင်ဆာဖြစ်လို့ရှိရင်ခံစားလက်ရှိတဲ့ခြေပေးလက္ခဏာ၊သတိပေးလက္ခဏာ9မျိုးအကြောင်းကိုမျှဝေသွားမှာဖြစ်ပါတယ်။ပထမဆုံးလက္ခဏာကတော့ခန္ဓာကိုယ်မှာအလုံးကျိတ်အဖုတွေပေါ်လာခြင်းဖြစ်ပါတယ်။လူတော်များကတော့ခန္ဓာကိုယ်မှာအလုံးကျိတ်အဖုတွေပေါ်လို့ရှိရင်ကင်ဆာဖြစ်နေပြီလားဆိုပြီးတော့တန်တရားရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီအကြောင်းကိုအများကြီးပြောကြမလို့ထင်ပါတယ်။ဥပမာအားဖြင့်ကိုယ့်ရဲ့ရင်သားမှာအကျိတ်ဆန်းပြီးလို့ရှိရင်အဲ့ဒီအကျိတ်ကကင်ဆာဖြစ်နေပြီလားဆိုတာကိုစစ်ဆေးဖို့လိုတယ်။စောစောသိလို့ရှိရင်စောစောကူးတောင်းခံရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာအလုံးကျိတ်ရှိလို့ရှိရင်ကင်ဆာဖြစ်နေပြီလားဆိုတာကိုတန်တရားရှိဖို့အားလုံးကိုသတိပေးချင်ပါတယ်။နံပါတ်1လက္ခဏာကတော့ခန္ဓာကိုယ်လေးချိန်ကြာဆင်းခြင်းဖြစ်ပါတယ်။လူကဘာမှလည်းမလုပ်ဘူးမလုပ်ဘူးပေါ့နော်။အစားလည်းမလျှော့ဘူး၊ဝေးလည်းမလျှော့နေဘူး။ပုံမှန်တိုင်းစားတော့နေရင်းနဲ့မှခန္ဓာကိုယ်လေးချိန်ကကြာလာတယ်။အရင်တော့ပေါင်100ရှိတယ်အခုဆိုလို့ရှိရင်ပေါင်90 80ထိကြာလာတယ်။ဒါဆိုလို့ရှိရင်ကင်ဆာရှိနေတာဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ်လေးချိန်ကြာစီတဲ့တခြားယောဂတွေအများကြီးရှိပေမဲ့လည်းကင်ဆာကိုပြထားလို့မရပါဘူး။ဒါကြောင့်မလို့ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကရုတ်တရက်ကျလာရဆိုလို့ရှိရင်တော့ကင်ဆာဖြစ်နေပြီလားဆိုတာကိုသိထားသင့်ပါတယ်။နံပါတ်3လက္ခဏာကတော့ fatigue လို့ခေါ်တဲ့ခန္ဓာကိုယ်ပင်မဲနွမ်းနေနှုံးကြည့်ခြင်းဖြစ်ပါတယ်။လူကဘာမှမလုပ်ဘဲနဲ့ပင်မဲနွမ်းနေနေမယ်။မနှက်ဆိုလို့ရှိရင်အိယာမထားနိုင်ဘူးနှုံးကြည့်နေမယ်။ကိုယ့်ရဲ့ daily routine ဖြစ်တဲ့ပုံမှန်အလုပ်တွေကိုလုပ်ဖို့တောင်လူကပင်မဲနေမယ်ဆိုလို့ရှိရင်ကင်ဆာရှိနေတာဖြစ်နိုင်ပါတယ်။ဒီလိုမျိုးအကြောင်းရင်းမရှိဘဲနဲ့ပင်မဲခြင်းရဆိုလို့ရှိရင်လုံးဝသတိထားဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကင်ဆာဆဲတွေကကျွန်တော်စားတဲ့အာဟာရကိုယူပြီးတော့ကင်ဆာဆဲတွေပွားလာအောင်သူတို့ကကြိုးစားတယ်။ဒါကြောင့်လို့ခန္ဓာကိုယ်မှာရှိတဲ့ဆဲတွေကအာဟာရမရဘဲနဲ့ပင်မချင်းဝေဒနာတွေကိုခံစားနေရဖြစ်တတ်ပါတယ်။နံပါတ်4လက္ခဏာကတော့နာကျင်ကြိုက်ခဲခြင်းဖြစ်ပါတယ်။ခန္ဓာကိုယ်မှာနာကျင်တဲ့ဝေဒနာတွေခံစားရမယ်၊ကြွက်သားတွေနာကျင်မယ်၊အယိုးစစ်နာကျင်မယ်၊ခေါင်းတွေခဏခဏကိုက်မယ်။အချိန်တော်ကြောင်ခံစားနေရမယ်။သက်သာအောင်ဆိုပြီးတော့ကာယပြောက်ဆေးတွေတောက်ပေးမယ်လေမသက်သာဘူးပို့ပြီးတော့ဆိုးလာတယ်။ဒီလိုမျိုးအကြောင်းရင်းမရှိဘဲနဲ့ခဏခဏကြိုက်ခဲခြင်းဝေဒနာတွေကိုခံစားနေရဆိုလို့ရှိရင်ဒါကင်ဆာရှိနေတာဖြစ်နိုင်ပါတယ်။နံပါတ်5အချက်ကတော့ skin changes လို့ခေါ်တဲ့ခန္ဓာကိုယ်အရေပြားမှာပြောင်းလဲမှုတွေခံစားမှဖြစ်ပါတယ်။ဘယ်လိုပြောင်းလဲမှုတွေခံစားရမလဲဆိုတော့ခန္ဓာကိုယ်ကိုထိမိခိုက်မိရမရှိဘဲနဲ့ခန္ဓာကိုယ်အရေပြားမှာအကွက်တွေပေါ်လာမယ်အဆက်တွေပေါ်လာမယ်။ဒီလိုမျိုးအကြောင်းရင်းမရှိဘဲနဲ့ခန္ဓာကိုယ်မှာအညိုမဲတွေအကွက်တွေပေါ်ကြရဆိုလို့ရှိရင်ဒါကင်ဆာရှိနေဖြစ်နိုင်ပါတယ်။များသောအားဖြင့်တော့သွေးနဲ့ပတ်သက်တဲ့ကင်ဆာတွေဖြစ်တတ်ပါတယ်။ပြီးလို့ရှိရင်ခန္ဓာကိုယ်မှာမှဲ့တွေအများကြီးပေါ်လာမယ်။ဟိုအရင်ကရှိတဲ့မှဲ့တွေကလည်းတဖြည်းဖြည်းကြီးလာပြီးအယောင်တွေပြောင်းလာမယ်။ဒါဆိုလို့ရှိရင်ဒီမှဲ့ရဆိုလို့ရှိရင်လည်းကင်ဆာဆဲဖြစ်ပြောင်းနေတဲ့မှဲ့တွေဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ဆရာအောင်နဲ့ပြပြီးတော့စောစီစွာကုသမှုခံယူဖို့ယောဂချပေးဖို့လိုအပ်ပါတယ်။နံပါတ်6လက္ခဏာကတော့ဝင်းသွားတဲ့အလေးချင်းပြောင်းလဲခြင်းဖြစ်ပါတယ်။အရင်တော့ကဝင်းမှန်တယ်အခုတော့အဲ့လိုမဟုတ်တော့ဘူးဝင်းတွေချုပ်လာတယ်။ဒါမှမဟုတ်လို့ရှိရင်ခဏခဏဝင်းတွေပြက်လာတယ်။ဝင်းသွားတဲ့ခါမှာလည်းဝင်းတွေကုံစုံမခံစားအောင်ဝင်းတွေကျန်နေမယ်။ပြီးလို့ရှိရင်အကြည့်ချွဲတွေပါမယ်၊သွေးတွေပါမယ်။ဗိုက်ထဲမှာချစ်ပြီးတော့နာမယ်။ဗိုက်ကြီးကဲနေမယ်။ဒါမျိုးတွေခံစားနေရဆိုလို့ရှိရင်လည်းကင်ဆာရှိနေတာဖြစ်တတ်ပါတယ်။များသောအားဖြင့်တော့ဦးနှင့်ပတ်သက်တဲ့ကင်ဆာတွေဖြစ်တတ်ပါတယ်။နံပါတ်9အချက်ကတော့အစာမျိုးရခက်ခြင်းဖြစ်ပါတယ်။ level ထဲမှာစို့နေမယ်အစာမျိုးလို့မရအောင်မျိုးတော်နဲ့ level ထဲမှာတ
တစ်စုဖြစ်နေမှာဆိုလို့ရှိရင်ကကင်ဆာရှိနေဖြစ်တတ်ပါတယ်ကျို့ပါဆိုလို့ရှိရင်အစာကိုအဖက်လုံးဝမြူလို့မရအောင်အဖက်ဆိုလို့ရှိရင်မြူမကြဘူးအကြီးပဲမြူလို့ရတယ်ဒါဆိုလို့ရှိရင်လည်းကင်ဆာရှိနေတာဖြစ်နိုင်ပါတယ်များသောအားဖြင့်တော့အစာကြီးနဲ့ပတ်သက်တဲ့ကင်ဆာတွေလေကြောင်းကင်ဆာတွေဖြစ်တတ်ပါတယ်အခုပြောခဲ့တဲ့အချက်တွေကဆိုလို့ရှိရင်ကင်ဆာရှိလို့ရှိရင်ခံစားလေးရှိရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအချက်တွေကိုမှခံစားနေပဲဆိုလို့ရှိရင်ပေါ့ဆမနေဘဲနဲ့စောစီးဆရာနဲ့ပတ်သက်ပြီးတော့သိသေးဖို့အားလုံးကိုတိုက်တွန်းတင်ပါတယ်ဒီလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်ကင်ဆာရှိမရှိကိုလုံးဝတိကျအောင်သိချအောင်ပြောလို့မရပါဘူးဆရာဝန်နဲ့ပတ်သက်ပြီးသိသေးမှသာကင်ဆာရှိမရှိကိုသိနိုင်မှာဖြစ်ပါတယ်အထူးသဖြင့်တော့ကိုယ့်ရဲ့မိသားစုမျိုးရဲမှာကင်ဆာရှိမှုတဲ့သူရဲ့အနေနဲ့ပို့ပြီးတော့စစ်ဆေးကြည့်ဖို့တိုက်တွန်းတင်ပါတယ်ဒီဗီဒီယိုကြည့်ရတာအကျိုးရှိမယ်လို့ထင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကို like နဲ့ share လုပ်ပြီးတော့ညှောက်ပေးကြလို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ